မြန်မာပြည်မှာဘလတ်တောင်ရင်နာစရာကောင်းလဲဆိုရင်ဒီလိုကားမျိုးကို2024လောက်ကိုမှဗမာငွေ3,400ကျော်လောက်ရှိတယ်ဒါဆိုရင်2026သို့မဟုတ်25ဒီကောင်ဆိုရင်24,000မဟုတ်သေးဘူးဒါဆိုရင်2026တောင်မှเนาะသူများနိုင်ငံမှာဘယ်လောက်ထိလဲဆိုရင်တသန်းအလွန်ဆုံး16သိန်းဘတ်ငွေ16သိန်းထိုင်းငွေ16သိန်း15သိန်း14သိန်းအဲ့လောက်ပဲရှိတယ်ဆိုလိုချင်တာကမြန်မာငွေ3,200မပြည့်ဘူးဒါကျွန်တော်တို့ Ford နော် Ford Everest လုံးဝ share ပို့စုပတ်ဆက် luxury car ဒါပို့စုပတ်ဆက် luxury car တော်တော်လေးကိုညိတ်ညောင်ပြီးစီးလို့ကောင်းတာ fashion အမျိုးစုံပါတဲ့ကားနော်ဒါနော်အဲ့ဒါကိုမြန်မာပြည်မှာ4,000ကျော်8,000ကျော်6,000ကျော်ဆိုတော့တော်တော်လေးကိုရင်40ကောင်းတယ်မြန်မာပြည်ရဲ့ကားလောကကဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်တို့ကငွေမဲခွာချတဲ့ဈေးနှုန်းနဲ့ငွေဖြူရိုးရိုးသားသားရှာတဲ့လူတွေကဘေးဝဲနေရတာဆိုလိုချင်တာကမြန်မာပြည်ထဲမှာရိုးရိုးသားသားစီးပွားရှာတဲ့ပုံမှန်အခွန်ဆောင်တဲ့ပုံမှန်အလုပ်လုပ်ပြီးတော့စီးပွားရှာတဲ့လူတွေကငွေမဲခွာချတဲ့ဈေးနှုန်းနဲ့လိုက်ဝယ်ပြီးတော့စီးနေရတယ်တကယ်ပြောတာလေပြီးခဲ့တဲ့2013လောက်ကနေ2020လောက်ထိရတာကျွန်တော်တို့ကမ္ဘာဈေးနဲ့ဒန်းတူပဲဘာလို့ဒန်းတူပဲပြောတယ်ကျွန်တော်တို့ကထိုင်းဈေးနှုန်းနဲ့လည်းရှင်းတယ်လို့ကမ္ဘာဈေးနှုန်းနဲ့လည်းရှင်းတယ်အဲ့ဒီချိန်တည်းကဘာလို့ဆိုအဲ့ဒီချိန်တည်းကျွန်တော်တို့ဈေးကွက်သဘောတရားလိုက်ပြီးတော့ဥပမာထိုင်းကကားဝယ်ဝိုင်းမြန်မာပြည်မှာလိုက်စင်လို့ဘယ်လောက်ကြားတယ်မြန်မာပြည်ကဟာဝယ်လဲဘယ်လောက်ပြန်ကုန်လဲအဲ့လိုမျိုးအဲ့ချိန်တော့ဆိုထိုင်းကဝယ်ဝိုင်းမြန်မာပြည်မှာသွားပြီးလိုက်စင်လို့မဆိုမတန်ဘူးမြန်မာပြည်မှာဝယ်လိုက်တာပူတန်တယ်ဈေးနှုန်းကတူပဲသူတသိန်းကိုဥပမာအဲ့ချိန်တော့ဥပမာဒီဘက်မှာတက်သိန်းအဲ့ဘက်မှာ10သိန်းပေါင်းတယ်ဆိုဒီဘက်မှာတက်သိန်းမိုးဝယ်မယ်ဆိုအဲ့ဘက်မှာ10သိန်းဝယ်လဲလှန်စင်ပြီးရတယ်အဲ့လိုမျိုးအခုကမြန်မာပြည်မှာဘလို့လဲကွာအသိချိုးထားတယ်မဟုတ်2014 model တည်းမှာကျွန်တော်တို့ဒီပါကင်2026 model တဲ့ဈေးများတယ်များတာကိုနည်းနည်းလေးများတာမဟုတ်9ဆ10ဆများတယ်เนาะအခုမြန်မာပြည်မှာကျွန်တော်အရှိမပြောသလိုပဲဘာဖြစ်နေလဲဆိုတော့ငွေမဲခွာရှာတဲ့ဈေးနဲ့ငွေမဲရဲ့ဈေးနဲ့ငွေဖြူလောက်ကင်တဲ့ပြည်သူတွေကဝယ်သုံးနေရတာဝယ်စားနေရတာဒါပုပ်ပင်လေးရုံသားဆုံးနေရပဲတကယ်ကိုငွေရတရားဝင်တယ်ကိုငွေရငွေဖြူတတ်တတ်ဖြစ်တယ်